안녕하십니까 여러분. 디니 말로 주로가자로 디 topic 3번의 신문 기사မှာကျောင်းသားတွေတော်တော်များများခတ်ကြရပေါ့နော်ဒီအပုတ်ကိုဖြည့်ရဲ့အခါမှာကိုရီးယားရဲ့ဟန်ဂျာအော်တွေအများစုကိုတီးမှသာလင်းသူတို့ကဒီပုတ်ကိုဖြည့်လို့ရတာဆိုတော့တော်တော်များများကအခက်တွေ့ကြတယ်ဒါပေမဲ့သူတို့ကအခုစုပြောပြပေမဲ့ vocabulary လေးတည်ထားမယ်ဆိုလို့ရှိရင်တော့ဒီပုတ်ကအလောက်ထိမခတ်တော့ဘဲနဲ့ဒီအပုတ်မှာတော်တော်လေးကိုအမေးများရဲ့ဒီ topicစာအုပ်ပေါ့နော်ဒီ hack your လေးရှစ်ဖီကျောင်းသားရဲ့အကုန်လုံးသိကြတဲ့ဒီ hack your လေးရှစ်ဖီရဲ့ကနေပြီးတော့နှုတ်ထုတ်ထားတဲ့ vocab လေးတွေကိုစုကားပြပြပေးတော့မှာဖြစ်ပါတယ်ဒီ vocab လေးသိရမယ်ဆိုရင်သူတို့ကဒီပုတ်ကအရန်ကြီးခတ်တော့မှာမဟုတ်ဘူးเนาะအားကြောင့်မို့လို့သူတို့ဒီ vocab လေးတွေကိုလေ့လာကြည့်ပါမယ်ညတော့သူကသုံးစာနဲ့ဟျုံဟျုံစာပေါ့နော်ဒီ verb နဲ့ adjective တွေအဓိကပါတဲ့ဟာတွေကိုရွေးထားပါတယ်ပထမတစ်ခုစကားလုံးကဆိုတော့ဗာလဲဆိုတော့단속ခါတာ단속ခါတာကဘာဖြစ်တာလဲဆိုတော့တင်းကျပ်တာကိုပြောတခုခုစီးမြင့်စည်းကမ်းတွေကိုတင်းကျပ်လိုက်တဲ့အခါမျိုးမှာ단속ခါတာနဲ့တုံးတယ်법을 지키도록 통제하다စီးမြင့်စည်းကမ်းတွေကိုပို့ပြီးတော့မှတင်းကျပ်လိုက်တယ်ဆိုရင်ဒီပဲမျိုးဟိုမှာရင်စည်းကမ်းတွေကိုနောက်ဘက်ကနေစပြီးတော့တင်းကျပ်ပါတော့မယ်ဒီအတန်းစည်းကမ်းကိုပို့ပြီးတော့တင်းကျပ်ပါတော့မယ်ဒါမျိုးတခုခုကိုတင်းကျပ်တော့မယ်ဆိုသတင်းကောင်းစဉ်တွေရဲ့မှာဆိုလို့ရှိရင်단속ခါတာဆိုတဲ့စကားလုံးလေးလာတတ်တယ်။အကဲဒီမှာဟာတာကဝိုင်းထားရဆိုတာကတစ်ခါလေးဆိုရင်ပါတယ်တစ်ခါလေးဆိုရင်ဒီတိုင်း단속လို့ပဲပြောလိုက်တယ်ဆိုလို့ရှိရင်ဒါကတခုခုကိုမြင့်တက်တော့မယ်ဆိုပြီးတော့နောင်အနေနဲ့သုံးထားတာမျိုးဒီလိုမှတ်ထားလို့ရပါတယ်။နောက်တစ်ခုကတော့ခံဝါဟာတာကကျတော့ပို့ပြီးတော့အားကောင်းအောင်လုပ်တာ။ဆိုခံဆိုတာကကျတော့ဟာတာဆိုတာနဲ့ခံဟာတာဆိုပြီးတွေ့သုံးတာပေါ့နော်ခံဟာတာဆိုရင်သူတို့ကတခုခုကိုအားကောင်းတဲ့တန်မာရီလို့ပြောတဲ့အခါမှာသူတို့ကခံဟာတာနဲ့သုံးနေလीနော်အဲ့မှာခံဟာတာမဟုတ်ပဲねသူတို့ကခံဟာတာမဟုတ်ပဲねသူတို့ကဒီတိုင်းခံဟာတာဟွာဆိုတဲ့အဓိပ္ပာယ်ကတခုခုကိုဖြစ်အောင်လုပ်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးတက်ရောက်တယ်ဟွာတခုခုကိုဖြစ်အောင်လုပ်တယ်ဥပမာဆိုလို့ရှိရင်သူတို့ကပို့ပြီးတော့အားကောင်းအောင်လုပ်လိုက်တာမျိုးဆိုရင်ခံဟာတာကကြတော့အားကောင်းတယ်ဟွာဆိုတာကဖြစ်အောင်လုပ်တယ်ခံဟာတာဆိုတော့အားကောင်းအောင်လုပ်လိုက်တယ်ဆိုတော့ဒါပို့ပြီးတော့အားကောင်းသွားတာကိုပြောတာသူနဲ့စန့်ကျင်ဘက်ကကြတော့သူတို့ကဘာလေးနဲ့သုံးလဲဆိုတော့ရက်ခွဟာတာနဲ့သုံးတယ်ရက်ကကြတော့ရက်ခတာအားနေတာကနေပြီးတော့လာရဲဟွာကကြတော့အားဖြစ်အောင်လုပ်တယ်ဆိုတော့ရက်ခွဟာတာဆိုတော့အားနေအောင်လုပ်တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားတယ်ပေါ့နော်ရက်ခွဟာတာအားနေအောင်လုပ်တယ်ခံဟာတာကအားပြင်းအောင်လုပ်တာပေါ့တခုခုကိုပို့ပြီးတော့အားပြင်းအောင်လုပ်တော့မယ်ဆိုရင်ဒါခံခွာနဲ့တော့မယ်တခုခုကကြတော့အရှိန်ဟုန်ရော့သွားတယ်တဖြည်းဖြည်းနဲ့ရော့ကြလာပြီခုနကဆိုရေးထားတယ်ခံခွာဟာတာရက်ခွာဟာတာလူဟာလေးဖြစ်သွားမယ်ပေါ့နော်နောက်တစ်ခုကသူတို့ကကျော်ဟင်းဟာတာဆိုတာကသူတို့ကတခုခုကို cancel လုပ်လိုက်ရတာလန်ခီအခြေအနေတခုခုကို cancel လုပ်လိုက်တဲ့အခါမျိုးမှာကျော်ဟင်းဟာတာနဲ့တော့နေဘေးနာဘီဟင်းကြီးက on hanger မို့ထန်တာဆိုတဲ့ဒီမျိုးဘေးတင်မောတွေဒါမှမဟုတ်လင်းပြန်တွေကလှုပ်ရှားမှုကိုရွေးရှားမှုကိုလုံးလို့မရတော့ဘူးဆိုတော့ဒါတခုခု cancel ဖြစ်သွားတာမျိုးဒီနေ့လမ်းပိတ်မာမျိုးဒါမှမဟုတ်လို့ရှိရင်မိုးရွာတာမျိုးမှုန်တိုင်းရှိတာမျိုးဒါမျိုးဆိုလို့သူတို့ကခီးသွားလို့မရအောင် cancel လုပ်ရတယ်အဲ့လိုအခြေအနေမျိုးမှာကျော်ဟင်းဟာတာနဲ့တုံးတယ်သူကကျော်ပါပြီးဆိုတာနဲ့အဲ့ဒါလေးမှတ်ထားပြီးတခုခုကိုပြက်ကွက်တယ်ဆိုတဲ့ဒီမျိုးဆိုအတန်းနေပါကြီးပြက်တယ်ဆိုသူတို့ဘယ်လိုပြောလဲကျော်ဆော့ခါတာနဲ့တုံးတယ်လीနော်ကျော်ဆော့ခါတာအတန်းပြက်သည်ဒါမျိုးလေးတုံးတယ်ပြီးလို့ရှိရင်သူတို့ကကျော်ဂန်ဟာတာဆိုလို့ရှိရင်ဒါယုံပြက်တာတော့ပါလို့ဆိုရင်ကျော်ဂန်ဟာတာဒါမျိုးလေးတုံးတယ်ကျော်ပါပြီးဆိုတာနဲ့သူတို့ကတခုခုကိုပြက်ကွက်တယ်ဆိုပြီးမှတ်ထားလို့ရတယ်ကျော်ဟင်းကကြတော့တခုခုကိုမသွားနိုင်ဘူးဆိုတဲ့အဓိပ္ပာယ်မျိုး cancel ဖြစ်သွားတာမျိုးပြောတာပေါ့နော်နောက်တစ်ခုကတော့ဂျိုနန်ထန်ခတာဆိုတာကတဘာဝဘီယန်တရေကိုကြုံတွေ့လိုက်ရတယ်ဆိုတဲ့ဒီမျိုး။အဲဆိုရင်စန်းနီနာဘာသာရဲ့ဆောချေနာနဲ့မာနန္တာတောင်းနေတာမဟုတ်ပင်လယ်ဒီမှာဂျင်းနန်းဆိုတာကကပ်ဘေးကိုပြောတာ။ကပ်ဘေးနဲ့ကြုံတွေ့လိုက်ရတယ်ဆိုတော့ဒါဆိုတော့ကတခုခုတဘာဝဘီယန်တွေကြုံတွေ့လိုက်ရတာ။ဥမာတော်မီလောင်တာမျိုးတို့ပင်လယ်မှာဆိုရင်သင်္ဘောမှောက်တာမျိုးတို့ဒါမျိုးဘီယန်တွေနဲ့ကြုံတွေ့ရတယ်လို့ပြောတာ။ချိုနန်းထန်ခတာကြောင့်ဒီတခုခုကိုခံရတယ်ဆိုတဲ့ဒီမျိုးနော်။ဥမာဆိုလို့ရှိရင်သူတို့ကအငင်းခံရတယ်ဆိုလို့ရှိရင်ကျတော့ခေါ်ချော်ထန်ခတာအငင်းခံရတယ်ဒါမျိုးလေးသုံးလို့ရတယ်ခေါ်ချော်ထန်ခတာအငင်းခံလိုက်ရတယ်ဒါမျိုးသုံးလို့ရတယ်နော်အဲ့ဒါဆိုဒီတစ်ချမ်းရပြီဆိုရင်ဒီဘက်တစ်ချမ်းဆက်သွားမယ်ဒီဘက်တစ်ချမ်းနောက်တစ်ခုကဂူဂျိုလောက်တယ်ဆိုတာကအော်လျွန်ဆာငွန်ငယ်ဆာရာမဂူဟာတာ
ခက်ခဲနေတဲ့အခြေအနေကလူတွေကိုရှာဖွေရဥပမာသူတို့ကတခုခုကိုရှာဖွေရပေါ့နော်ခက်ခဲအခြေအနေမှာကြုံတွေ့နေရတဲ့လူတွေကိုရှာဖွေပေးရအခက်ခဲနဲ့ကြုံတွေ့နေရတဲ့လူတွေကိုကူညီပြီးရှာဖွေပေးရအဲဆိုလို့ရှိရင်ဂူဂျိုးဟာတာနဲ့တုံးတယ်ကယ်ဆယ်ရေးအဖွဲ့အစည်းတွေပါဆိုဂူဂျိုး team လို့တုံးလို့ရတယ်ပေါ့နော်ကယ်ဆယ်ရေးအဖွဲ့အစည်းထမျိုးတုံးလို့ရတယ်ဂူဂျိုးဟာတာခက်ခဲနေတဲ့အခြေအနေကလူတွေကိုရှာဖွေပြီးတော့ကယ်တင်ပေးတဲ့အခြေအနေမျိုးမှာတုံးတယ်ဂူဂျိုးဟာတာအဲ့တော့ဓာတ်ထုံးဟာတာဓာတ်ထုံးဖြစ်တယ်ဆိုတာကမူတော့ကဤလူတာကိုရဲ့ပန်းနိုင်ကိုရောက်ရှိသွားတယ်ဆိုတဲ့ဒီမျိုးဆုံးဆိုတာကဆုံးကုန်းကနေလာတယ်အောင်မြင်တာကနေလာတာပေါ့နော်ဓာတ်ထုံးဟာတာဆိုရင်ကိုကလုံးဝအဆုံးထိကိုအောင်မြင်သွားတယ်ဆိုတော့ဒါကိုရဲ့အိမ်မက်တွေကိုအကောင့်တွေဖွန်နိုင်သွားတယ်ဆိုတဲ့ဒီနဲ့အတူတူပဲပေါ့နော်နောက်တစ်ခုကတော့ဒေဦးဟာတာကကျတော့ဒီမျိုးပြောဆိုဆက်ဆံတယ်ဆိုတဲ့ဒီမျိုးပြောဆိုဆက်ဆံတယ်ရေဝီတဲ့ခါချူရောဒေဟာတာယဉ်ကျေးမှုရှိနဲ့ပြောဆိုဆက်ဆံနေတဲ့ဒီလိုမျိုးအခုကတော့ what they ဟာတာ what they လုပ်တယ်ဆိုတာကနေချဲ့တာကိုပြောချင်တာအခုကို knowledge ဖြောကြည့်တာဆိုတာကတခုခုကိုကျေပြန့်အောင်ဖြန့်လိုက်တယ်ဆိုတဲ့ဒီမျိုးပေါ့နော်တခုခုကိုကျေပြန့်အောင်ဖြန့်လိုက်တယ်ဆိုတာနေချဲ့တာမျိုးမှဆိုလို့ရှိရင်အခုဆိုလို့ရှိရင်စီးပွားရေးတွေနေချဲ့ကြရဲလို့ what they လုပ်တယ်နေချဲ့လာတယ်ဒါမျိုးလေးသတင်းဆောင်ပါရေးမှာဆိုရင်ပါတတ်တယ်ပေါ့နော် what they ဒါကတော့ဆိုမေးမြန်းရဲ့ဟာလေးဒီအောက်မှာလည်းထက်ရှိသေးရဲ့ပေါ့အဲ့ဒီဘက်ကဆိုမာပြီးတွေတာမာပြီးဖြစ်တယ်ဆိုတာဘယ်လိုမျိုးလဲဆိုကိုမာဖြစ်တာဆိုတော့ကိုမာယောဂဖြစ်တဲ့အခါဘာမှလှုပ်ရှားလို့မရတော့တဲ့အချိန်မျိုးမှာဆိုရင်မာပြီးလို့တောင်းလို့ရတယ်။မာပြီးတွေတာဆိုတော့ကိုမာဖြစ်တာဆိုတော့ဘာဖြစ်သွားလဲဆိုတော့ဂျုံကြီးတွေတာရက်တန့်သွားတာမျိုးဘာမှလှုပ်လို့မရတော့ဘဲနဲ့ရက်တန့်သွားရဲဆိုရင်မာပြီးတွေတာနဲ့တောင်းလို့ရရက်တန့်သွားရဲဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်။အခုဆိုလို့ရှိရင်အကောင်လုံးကိုဗစ်ဖြစ်တော့ဆိုစီးပွားရေးအကောင်လုံးရက်တန့်သွားရဲဒါမျိုးတွေကိုရိုနာတင်မို့နဲ့ခုံကျဲမာပြီးဒီလိုမျိုးပြောလို့ရတယ်ပေါ့နော်ကိုလိုနာကြောင့်မို့လို့စီးပွားရေးတွေမာပြီးဖြစ်သွားတယ်ကိုမာဖြစ်သွားတယ်အကုန်လုံးရက်တန့်သွားရတယ်ဒါမျိုးသုံးတယ်ပေါ့နော်အဲ့ဒီခုကတော့မိုရီတူဟာတာကကျတော့ကိစ္စတစ်ခုထဲမှာပဲအာယုံဆိုင်လိုက်တာအော်သွန်ဤရဲ့ဂျီကျုံဟာတာကိစ္စတစ်ခုထဲမှာပဲအာယုံဆိုင်လိုက်တာတခြားဘက်ကိုလုံးဝဘာစိတ်မှမရောက်တော့ပဲဒီကိစ္စထဲမှာပဲအာယုံကိုစိုက်ပြီးတော့ထားတာမျိုးဆိုလို့ရှိရင်မိုရီတူဟာတာနဲ့သုံးလို့ရတယ်ဥပမာဆိုလို့ရှိရင်ဆိုတော့ကိုစာမွေးနာနေပြီဒါဆိုစာမွေးကိုပဲကိုအဓိကအာယုံဆိုင်နေတယ်ဒါဆိုရင်ရှီဟောင်းမမိုရီတူဟာကို있어요 학생들이 요즘 시험 모의도ကျောင်းသားတွေကအခုဆောင်ပွဲတော့ကိုမိုးရီသူအကောဒီတစ်ခုလေးကိုပဲအာယုံဆိုင်နေကြတယ်တခြားဘာမှအာယုံမဆိုင်တော့ဘူးဆိုတဲ့အတိတ်ပဲမျိုးပေါ့နော်နောက်တစ်ခုကတော့မူဆန်းတွေတာချွဲဆိုးတွေတာနဲ့အတူတူပဲ cancel ဖြစ်သွားတာမျိုးမူဆန်းကကျတော့ Google တန်းတော့ပေါ့နော်ချွဲဆိုးရဲ့အမြင့်တောင်းလေးပေါ့နော်ပို့ပြီးတော့မြင့်တဲ့ intermediate level advanced level စကားလုံးလေးပေါ့နော်မူဆန်းတွေတာချွဲဆိုးဖြစ်သွားရဲ့ cancel ဖြစ်သွားရဲ့ဆိုတဲ့အတိတ်ပဲမျိုးပဲနောက်တစ်ခုကတော့ဘာဂါဟာတာကကျတော့ဖော်ထုတ်တယ်ပဲဒီလိုမျိုး ILG 아는 것을 찾아내다အတိမပေးထားတဲ့ဟာကိုရှာဖွေတွေ့ရှိသွားရဲဆိုတော့ရှာဖွေတွေ့ရှိရဲဖော်ထုတ်တယ်ပဲဒီလိုမျိုးပေါ့နော်။ဆိုလို့ရှိရင် idol တွေဒိတ်တင်နေပါဆိုလို့ရှိရင်မတွေ့ရဘူးလေနော်အဲ့ဒါကိုဒီနှစ်ကုန်လို့ရှိရင်ဒီလိုကဖော်ထုတ်ကြရဲဒါမျိုးပေါ့ဘာဂါဟာတာဖော်ထုတ်သည်ဒါမျိုးတွေသူကတုံးလို့ရတယ်ဘာဂါပေါ့ဒီနှစ်ရဲ့ဘယ်သူများဖြစ်မလဲပေါ့ Biography ဒါမျိုးလေးဆိုတော့ကသတင်းကောင်းစင်တွေမှာတွေ့ရတတ်တယ်ပေါ့နော်နောက်တစ်ခုကတော့ဘန်းရှင်းမာတာဆိုတာကဆိုအန်ရှင်းမာတာနဲ့တူတူပဲစိတ်ချသွားရတယ်ဒီမျိုးမာအိုမေနိုကိုဒေဘီဟာဂျီအန်တာစိတ်ကိုလွှတ်လိုက်ပြီးလုံးဝစိတ်ကိုချထားလိုက်ပြီးတော့မှပြင်ဆင်တာတွေဘာမှမလုပ်တော့လုံးဝစိတ်အေးသွားပြီဆိုတဲ့ဒီမျိုးပေါ့နော်ဘန်းရှင်းဖြစ်သွားပြီစိတ်ချရသွားပြီပေါ့ဆောင်းဝဲပြသွားပြီဆိုတော့ဘန်းရှင်းဖြစ်သွားပြီစိတ်ချရသွားပြီပေါ့ဒါပေမဲ့ဆိုတော့အောင်စင်းထွက်မှသာပို့ပြီးစိတ်ချရတာပေါ့နော်ဆောင်းဝဲပြီးသွားလဲစိတ်မချရဘူးပါဘူးအခုကတော့ဘူရှင်းဖာတာကကျတော့မွန်ကျဲတဲ့ဟဲကျော်တာခီဝီရဲ့နိုလျော့ခန္ဓာပြဿနာဖြေရှင်းမှုအတွက်ကိုစူးစမ်းရဲဆိုရင်ဘူရှင်းလို့ပြောလို့ရတယ်ပေါ့နော်ဘူရှင်းအခုကတော့ရှစ်ပြောတာကဘွန်ပြောတာရောအာရပိုတာပြောရပါပြီဆိုရင်တို့ကဒါခွဲခြားရဲဆိုတဲ့အဓိပ္ပာယ်မျိုးတစ်ခုကိုခွဲခြားတာပေါ့နော်ဒါဆိုလို့ရှိရင်ခွဲခြားပြီးတော့အသေးစိတ်လုပ်တာမျိုးကိုရှစ်ပြောတာလည်းပြောနေခုခုကိုခွဲခြားပြီးတော့လှုပ်ဆောင်နေတယ်အဲဆိုရင်ရှစ်ပြောရဆိုတာလေးပါလာတတ်တယ်ပေါ့အဲ့တော့သူတို့ကရောကြောင်းထားတာဆိုတာကရောကြောင်းကွာခတ်တာအရင်တော့ကအတိုင်းပဲဘာမှမပြောင်းနေတဲ့အခြေအနေပါတုံးတယ်ရောကြောင်းထားတာသူတို့က adverb အနေနဲ့ဆိုရင်ဘယ်လိုတုံးလဲဆိုတော့ရောကြောင်းနီလို့တုံးတယ်ရောကြောင်းနီသူတစ်ခါသင်ပေးဘူးဒီ grammar လေးရောကြောင်းနီအရင်တော့ကအတိုင်းပဲဥပမာဆိုရင်ရောကြောင်းနီရဲ့ပုဂ္ဂိုလ်နာအရင်တော့ကအတိုင်းလှနေတော့ပဲဒါမျိုးလေးဆိုတော့တုံးတယ်လေနော်ရောကြောင်းနီအရင်တော့ကအတိုင်းလေးပဲဘာမှမပြောင်းနေတဲ့အခြေအနေမျိုးမှာတုံးလို့ရတယ်နော်ဟုတ်ပြီအဲ့ဒါဒီ channel ရပြီဆိုနောက်တစ်ခုကတော့ဆိုတော့က UIF data ကကြတော့들어오게 된다
ဝင်လာဖို့ဖြစ်လာရဲဆိုတဲ့ဒီလိုဝင်လာတယ်ပေါ့နော် UIP ဆိုတာအခုဆိုလို့ရှိရင်ကိုရီးယားပညာတော်သင်ကျောင်းသားတွေအများကြီး UIP ပေါ့ဒီ hack center မာနီ UIP လိုမျိုးလဲပြောလို့ရတယ်ပေါ့နော်ဝယ်Google hack center မာနီ UIP အခုဆိုလို့ရှိရင်နိုင်ငံသားတွေအများကြီးကျောင်းသားတွေအများကြီး UIP ဖြစ်လာရဲပေါ့ဝင်လာရဲပေါ့နော်ပြည်တွင်ဒါမျိုးလေးတောင်းလို့ရတယ်ဒါယူချီဟာတာဆိုသူတို့ဘယ်လိုသိထားလဲခလေးဆန်တယ်လို့ဆိုတော့သိထားတယ်နော်ယူချီဆိုရင်သူတို့ကဘယ်ကနေလာလဲဆိုယူချီဝွန်ဆိုတဲ့ခလေးမူချိုကျောင်းနေနော်ယူချီဝွန် sorry ယူချီဝွန်မူချိုကျောင်းယူချီဝွန်ကမူချိုကျောင်းဆိုတော့အားကြောင့်မလို့ယူချီဟာတာကြခလေးဆန်နေဆိုပြီးတော့တောင်းကြရတယ်ဒါပေမဲ့ဒီမှာကျတော့ကဟန်ဂျာနေနဲ့ကျတော့ယူချီဟာတာကိုကျတော့သူကခလေးဆန်တာမျိုးမဟုတ်ဘဲနဲ့တခုခုကိုဆွဲဆောင်နိုင်နေဆိုဒီလိုမျိုးဟင်းစားတဲ့တားဟုတ်တဲ့ပွဲတစ်ပွဲကိုပါဆွဲဆောင်နိုင်ခဲ့တယ်လှုပ်ဆောင်နိုင်ခဲ့တယ်အခုဆိုလို့ရှိရင် K-pop ကြောင့်မို့လို့ဒီကိုရီးယားစာသင်နေသူတွေအများအပြားဖြစ်လာတယ်အဲဆိုရင် K-pop ကကြတော့ကိုရီးယားစာသင်ခြင်းကျောင်းသားတွေကိုယူချီလောက်လာတယ်ယူချီဒါမျိုးလေးပါတတ်တယ်အဲဆိုရင်ဆွဲဆောင်လာတယ်ပေါ့ဒီလိုမျိုးပြောလို့ရတယ်ပေါ့နော်နောက်တစ်ခုကတော့ဂျွန်ချီရာတာကကြတော့မေဦးရှိကဖာကိုဖီလိုဟန်ဆောင်ထဲကတာအရန်ကိုလိုချင်တောင်းထားတဲ့အချိန်မျိုးမှာတော့ဂျွန်ချီရာတာအရန်ကိုလိုချင်တောင်းတာတယ်အခုကဂျီယွန်တွေတာကကြတော့အချိန်ကိုနောက်ဆုတ်တယ်အချိန်နောက်ကျတယ်ဆိုတဲ့ဒီမျိုးရှီကန်နီနာချူဂျီတာအချိန်ကိုနောက်ကျသွားစေတယ်ပြောချင်တာအချိန်ဆွဲတာပေါ့နော်မီရူဟာတာနဲ့တူတယ်အချိန်ဆွဲအချိန်နောက်ဆုတ်တယ်ဒါမျိုးနဲ့တူတယ်အခုကချွဲဆိုးဟာတာချွဲဆိုးလုပ်တယ်ဆိုတော့ခုနကတူတူပဲခီမန်းတူတာကိစ္စတစ်ခုခုကိုရက်လိုက်တယ်ဆိုတဲ့ဒီမျိုးနော်ကိစ္စတစ်ခုကိုရက်လိုက်တယ်ဆိုရင်ခီမန်းတူတာချွဲဆိုးဟာတာဒါမျိုးတောင်းလို့ရတယ်အခုကတော့ထွဲစာဖြစ်သွားပြီဆိုတာကကုမ္ပဏီကနေပြီးထွက်လိုက်ပြီလို့ပြောချင်တာထွဲစာဟာတာကုမ္ပဏီကထွက်ပြီးခွဲစားတဲ့ခီမန်းသူတာကုမ္ပဏီကထွက်လိုက်တယ်ဆိုတဲ့ဒီမျိုးသူကထွဲပါပြီဆိုတာနဲ့တခုခုကနေထွက်တယ်ဆိုတဲ့ဟန်စာအောင်နဲ့မှတ်ထားလို့ရတယ်ထွဲသွားလေဥပမာဆိုလို့ရှိရင်သူတို့ကထွဲပါဥပမာရုံးစင်းတယ်ဆိုလို့ရှိရင်ဘယ်လိုတောင်းလဲထွဲကွန်းဟာတာနဲ့တောင်းတယ်လေနော်ရွှေစုံမှာမြေကဒီကကြည့်ထွဲကွန်းဟာတာဒါဆိုရင်ရုံးစင်းတယ်对呢，那如果使用性的做了现在了台湾下的使用性的，对呢，比如现在个奖励牌出的做了现在了嘞，推黑卡的那东西啊，推黑卡的奖出的，黑出来个的，推黑多吧，哎个你来黑个喏，推黑卡的奖出的，比如现在个那把戏的推啥下的，那都没有特别着了，上个你出的做了现在推啥那边东西啊。စာဒီကစာဘယ်ကစာလဲဆိုတော့ခီဆုပ်စာကစာဒီကထွေစာဟာတာကလည်းခွဲစာကစာဆိုတာကနေပဲယူထားပြီးတော့သူတို့ကထွက်တယ်ဆိုပြီးတော့ပဲသုံးလို့ရတယ်နော်ထွေကကြဆိုတော့တခုခုကနေထွက်တယ်ဆိုပြီးတော့မှတ်ထားလို့ရတယ်နောက်တစ်ခုကတော့ဖြိုလူဟာတာကကြတော့မုတ်ကြောကြီးရေခိုးထူရာသာနေတာဥတီချမ်းမရှိဘဲနဲ့ရှောက်သွားနေဆိုပုံစံမျိုးလမ်းပြောက်တာပေါ့သူတို့ကဥတီချမ်းမရှိဘူးဘာလို့ဘာကရမှမသိဥတီချမ်းမရှိဘဲနဲ့လမ်းပြောက်သွားဆိုရင်ဖြိုလူဟာတာနဲ့ဆိုတော့တောင်းလို့ရဥပမာဆိုရင်သူတို့ကဥတီချမ်းမရှိလမ်းပြောက်ပြီးရှောက်သွားနေတာဆိုလေလွင့်နေတာဟောနော်အဲ့လိုပုံစံမျိုးတောင်းလို့ရပါတယ်ဖြိုလူဟာတာဥတီချမ်းမရှိဘဲနဲ့လမ်းပြောက်ပြီးတော့ရှောက်သွားနေရမျိုးဒါမယ်နော်နောက်တစ်ခုကတော့ home nan ဟာတာ home nan ဖြစ်တာကကြောင့်ကိုစင်းစတော့တာသူကဒီဒုက္ခဆင်းရဲကိုကြုံတွေ့ရရဲဆိုတဲ့ပုံစံမျိုး home nan အခုကကြတော့သူတို့ထားလိုက်ပေါ့ဥမာရေခေါင်းပါမှုကြောင့်ဒါမှမဟုတ်မြန်မာနိုင်ငံဆိုတာရေဘေးကပ်ပေးကြောင့်မလို့ပြည်သူတွေက home nan ဖြစ်နေပါရဲ့ပေါ့ Gumin home nan ပြည်သူတွေက home nan ဖြစ်နေဆိုဒါကိုစင်းဖြစ်နေရဲဆိုတဲ့ပုံစံမျိုးဒုက္ခရောက်နေဒီမျိုးသတင်းဆောင်ပါရဲ့ထိတ်ဆုံးပါဆိုရင်တော့ home nan နေလေပါလာတတ်တယ်ပေါ့နော်ဒီနန်းပါလာတာကြောင့်လေအဲ့လိုဒုက္ခဆင်းရဲတခုခုဖြစ်တဲ့အခါမျိုးမှာသုံးနေနန်းဘာလို့ home နန်းဆိုတာဒုက္ခဆင်းရဲဖြစ်တာမျိုးဒီမှာဆိုရင်ဂျိုနန်းဆိုလို့ရှိရင်လေဒါတဘာဝဘေးရန်တွေဖြစ်တာမျိုးဂျေနန်းဆိုလို့ရှိရင်ကပ်ဘေးဖြစ်တာမျိုးပြီးခန်းနန်းဆင်းရဲတယ်ခန်းနန်းတာဆင်းရဲတယ်ဒါမျိုးသူတို့ကဒုက္ခနဲ့ပတ်သက်တာတွေဆိုလို့နည်းနည်းနန်းဆိုတဲ့စကားလုံးဟန်ကြအော်လေးပါတတ်တယ်ပေါ့နော်ဒီစကလုံးလေးအခုသူပြောပြတဲ့စကလုံးလေးတွေကကြတော့ညတော့ဖြစ်သတင်းစာခေါင်းစဉ်တွေမှာထည့်တတ်တဲ့စကလုံးလေးတွေပေါ့နော်အဲကြောင့်မလို့ရှင်းမုန်းကီစာဖြစ်နေဆိုရင်ဒီစကလုံးလေးတွေတည်ထားဆိုတော့အတွက်အကျိုးရှိမယ်နော်